ကိုတာကီနဲ့ဘယ်လိုစားတိတာလဲကိုတာကီနဲ့ဘယ်လိုစားတိလဲဆိုတော့နေ့တစ်နေ့ရဲ့မနက်ခင်းမှာကိုတာကီနဲ့ဘယ်လိုစားတိလဲဆိုတော့နေ့တစ်နေ့ရဲ့မနက်ခင်းမှာကျွန်တော်ကဂိမ်းထဲမှာထွင်နေစင်းနေကိုပိုင်ရဲ့ကျွန်တော်လှမ်းပိုက်ရှောလိုင်းကြသွားပြီဟဲ့အောင်ကြီးဟောလိုက်ဆွဲလိုင်းလာကြနေတယ်လို့ the fuck လောက်ကြီးချက် အေးလို့ အေးအာညီတို့နေ့မှာဖိုင်တက်တာဟိုညီတို့ကိုကြီးလိုက်မကြောက်မေးရှိုးလိုက်ခု မဟုတ်ကိုခဏပဲကိုနေ့တစ်နေ့ရဲ့ ဟိုတနေ့ကိုကြီးလိုက်ကြတာလေ အဲ တနေ့ကိုကြီးလိုက်ကြတာ နေ့တစ်နေ့ရဲ့မနက်ခင်းပါဗျာကိုတာအမကိုပိုင်ရဲ့ကျွန်တော်ကိုလှမ်းပိုက်တယ်ကိုပိုင်ရဲ့ဆော့မဖလက်တယ်โอเคလို့အဲ့ဒါနဲ့ကျွန်တော် training စင်းနေတာအဲ့တော့ကျွန်တော်ဘာ event လဲဆိုတော့ဓာ event ဓာကိုလေအရေးလို့သုံးရတဲ့ event စင်ကွာမသိရမလားဟိုဓာကိုငါတို့သုံးပြီးတော့လေမင်းနဲ့ကလည်းဂျူရိုကွန်ကာတာတင်တဲ့ event လေအဲ့ဒီ event မှာလှမ်းပိုက်တယ်လှမ်းပိုက်တော့ငါရဲ့အဲ့တော့ကျွန်တော်ရေပေါ့နော်ကိုတာကီရဲ့ကိုပါကြီးရဲ့ကြော်ကြီးရဲ့ကြော်စင်မောင်ကြော်ကြီးမောင်ကြော်ကြီးရဲ့၄ယောက်ဆော့တာအဲ့မှာစားတိတာအဲ့မှာစကားပြောဘူးလားအဲ့မှာစပြောဘူးလားအရှိတော့ကတော့ပြောဘူးတယ်ဒါပေမဲ့အဲ့တော့မှတေးချာဆော့ပြစ်တာကျွန်တော်ကအဲ့တော့ဘယ်လိုပြောမလဲဗျာကျွန်တော်တို့ကဒေါ်တာဆော့နေအစဒေါ်တာခုတ်နေပါကြီးရောကျွန်တော်ရောအားလေပြေးတယ်ကွာလေပတ်ကြီးပြစ်မယ်ဆိုပြီးဘယ်လိုဖြစ်တော့မှမသိဘူးအဲ့နဲ့နေ့လေ17လောက်ထိုးသွားအဲ့ပတ်ကြီးရောက်နေဒီမှာပတ်ကြီးအဲ့မှာပတ်ကြီးပြစ်မယ်ဆိုโอเคဗျာလာဆိုပြီးလို့ရချင်မှာအဲ့မှာပါကြီးက flag ကို vibe တာအဲ့မှာမောင်ကျော်ကြီးရဲ့ဒါပေမဲ့ကျွန်တော်အရှိမတော့စုံငယ်ဘူးတယ်ဒါပေမဲ့စကားတွေပါတော့အဲ့လောက်မပြောဘူးဒီလိုစုံနိုင်ပါရှိရယ်စကားမပြောပြဘူးအဲ့မှာစားတိအဲ့ကိုပါဝါကိုရွနှစ်ယောက်မိတ်လိုက်ပြလိုက်တာပေါ့ဟာမိတ်လိုက်တာတော့နေမိလိုက်တာကြီးစားတာပေါ့ကွာခဏဝေးရဟဲ့ဘာလို့3မိနစ်ကြာနေပြီ3မိနစ်အဲ့မှာစားတိတာဒါပေမဲ့အပြင်မှာတွေ့တာကြောင့်ကျွန်တော် YG ပွဲမှာဗျာလာတော့ဗျာကျွန်တော်အပြင်မှာဆောင်းဝမ်းချောရဗျာအမကူတာကြီးကမနေနိုင်ဘူးအတင်းနဲ့စင်မှာတိလားဟဲ့ငါတကယ်ပြောတာကွာဟဲ့ဟာရေအောင်နေကျွန်တော်ဖလမမသိဘူးတိလားကျွန်တော်စပြီးတော့လေဟာတဲ့ဆောင်းဝမ်းချောတဲ့ညီလေးတဲ့လာပြီးနှုတ်ဆက်တာဟာလို့ကျွန်တော်ဆောက်ချောကြီးလေကျွန်တော်ဆောက်ချောကြီးဆိုတော့သိရမှာအပြင်မှာတော့ကျွန်တော်ချောလို့လာနှုတ်ဆက်တာဖလက်လို့တိလို့မဟုတ်ဘူးအဲ့ကျွန်တော်အဲ့မှာစပြီးစုံတာအမကတော့မဟုတ်ပါဘူးကျွန်တော်စီနီယာဆိုတော့ကျွန်တော်အပြင်မှာတွေ့ကျွန်တော်တွိုင်းနှုတ်ဆက်တာမဟုတ်လားကိုတာကီဘယ်သူနဲ့ဘာလာလောက်တာလဲဘာညာပေါ့ဘာလာလောက်တယ်ဆိုတော့ကွာဒီဒါတော့သိတယ်ဘာလဲဘာညာဘာသာသိအဲ့မှာစပြီးဇလန်းလေးရဲ့မာဒီယိုပဲတွေ့ရကိုတာကီကိုမတွေ့ဘူးလေတောက်တော်နေရဒီကောင်မာဒီယိုပဲတွေ့မာဒီယိုတွေ့ရကိုတာကီကိုမမြင်ဘူးလေကိုတာကီအပြင်မှာတဲတဲလေးတွေကွာဘလို့တွေ့ပါတဲတဲလေးအကောတဲတဲလေးတကယ်တဲတဲလေးကိုပြောင်းနေတာဟေး